မင်္ဂလာပါရှင်။ကျွန်မကတော့ Liberty Visa ရဲ့ EB3 program ပိုင်းကိုတာဝန်ယူထားတဲ့သူဖြစ်ပါတယ်။ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ EB3 နဲ့ပတ်သက်ပြီး customer တွေမေးလိမေးထားရှိတဲ့မေးခွန်းတွေကမှမေးခွန်းလေး၃ခုကိုဖြေပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမမေးခွန်းအနေနဲ့ EB3 program ကိုဘယ်လိုလူမျိုးတွေရှောက်လို့ရပါသလဲ။ EB3 program ကိုအသက်18နှစ်ကနေအသက်50အတွင်းဒီသူမဆိုရှောက်လို့ရပါတယ်။ဒုတိယမေးခွန်းလေးက EB3 ကိုမြန်မာနိုင်ငံကနေမဟုတ်ပဲတခြားနိုင်ငံမှာနေထိုင်နေရင်ရောရှောက်လို့ရပါသလား EB3 ကိုမြန်မာနိုင်ငံကနေမဟုတ်ပဲတခြားနိုင်ငံမှာနေထိုင်နေရင်လည်းရှောက်လို့ရပါတယ်အဓိကက passport သက်တမ်းရှိရပါမယ်ပြီးရင်ကိုလက်ရှိနေထိုင်နေတဲ့နိုင်ငံမှာတရားဝင်နေထိုင်နေတာမျိုးဖြစ်ရပါမယ်တတိယမေးခွန်းလေးက visit visa တို့ student visa တို့နဲ့ reject ဖြစ်ခဲ့ဘူးရင်ရော EB3 program ကိုရှောက်လို့ရပါသလားVisit Visa တို့ Student Visa တို့နဲ့ reject ဖြစ်ခဲ့ဘူးရင်လည်း EB3 program ကိုရှောက်လို့ရပါတယ်။ဘာကြောင့်ရှောက်လို့ရတာလဲဆိုရင်တော့ EB3 program က Immigrant Visa အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်ရှောက်လို့ရခြင်းဖြစ်ပါတယ်။ဒီထက်ပိုပြီး EB3 program ကိုအသေးစိတ်သိရှိလိုပါက Liberty Visa ရုံးသို့လာရောက်ဆက်သွယ်စုံစမ်းမေးမြန်းဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။